အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အေယော်ဒီဒိုင်ဒေတာရဲ့ညောင်ရွာဆိုတဲ့ရွာလေးရဲ့ဖြစ်ရမှန်ပလောကအကြောင်းကိုတင်ဆက်မှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာခေတ်ကာလရှေးအောင်မြင်မှာအေယော်ဒီဒိုင်မြစ်ကမ်းဘေးရွာကလေးဇက်ကောင်များစိုးတနောင်အထက်လန်းပညာနဲ့အဂရိပညာကိုလေ့လာနေသူထက်မြက်ပြီးစင်ရင်တုံတရားရှိသူကိုသိန်းတငယ်ချင်းများထဲတွင်အထက်အကြီးဆုံးရိုးရာပညာရှင်ရတရာချီသူထက်နိုင်ဟာတဉဏ်ရှိပြီးတက်တိရှိသူအခြေကြီးကိုစိတ်ဝင်စားသူမင်းချစ်ကြောက်တက်တော်လဲတငယ်ချင်းများအတွက်ရှေ့ကန်းကလိုက်သူရဲမင်းသူရဲကျင်သူဓားခုတ်ချင်းတွင်ကျွမ်းကျင်သူဗလာကြီးခွန်အားဗလာကြီးမားသူအစားကြီးသူဟာတဉဏ်ရှိသူလဝုံလှပတော်လဲအောက်လန်းပညာဖြင့်ပြုစားခံထားသူအဖွားတော်လဝုံဤအဖွားအစွမ်းထက်သောအောက်လန်းเสียမအခန်းတစ်ခုအေယာဝတီမြစ်ကမ်းဘေးမှပျော်ပွဲစားမြင်ကွင်းနေခင်ဘတ်အေယာဝတီမြစ်ကမ်းဘေးညောင်ပင်ကြီးအောက်မှာရေစည်းတန်ကြားနေရတယ်တငယ်ချင်း6ယောက်ဝိုင်းဖွဲ့ကအမဲသားကင်နဲ့ထမ်းရည်တောက်စားနေကြတယ်ဗလာကြီးဆိုတဲ့လူငယ်လေးကစားရင်နဲ့အမဲသားကိုဝါရင်နှခွန်းများပေကြံလာပြီဟေးယောင်ဒီနေ့ကင်တဲ့အသားကအယမ်းငင်ထားမယ်ကွာငါအင်ကဟင်းထက်တောင်ပိုကောင်းသေးတယ်ရွာထဲကမအုပ်ဘူးမလားရဲမင်းသူဆိုတဲ့လူငယ်လေးကရီရင်ဗလာကြီးဤပခုံးကိုပုတ်ကဟာဗလာကြီးဟာမင်းကလည်းစားရရင်ပြီးတာပဲငါတို့ခိုးစားတာတယ်အိမ်ရှိကရွာလူကြီးဥပုညအိမ်ကကြက်အနက်ကြီးကိုအตาလေးယူလာတာရွာလူကြီးကကြက်မရှိတော့လို့ရှာနေလောက်ပြီမင်းချစ်ကကြောက်ကြောက်လန့်လန့်နဲ့ပတ်ဝန်းကျင်ကိုကြည့်ရင်ဟေးယောင်ရွာလူကြီးသိရင်တော့ငါတို့တော့သွားပြီပဲလူကြီးကဓားနဲ့လိုက်မှာဖုံးနီချောင်းကိုသွားကရင်ငါတို့9ယောက်ထဲမဟုတ်ဘူးအမေတွေပါဒုက္ခရောက်အောင်မယ်ထက်နိုင်ကဖြတ်ပြောပြန်တယ်ထမ်းရည်တောက်ရင်မင်းချစ်ကိုလောင်ပြောင်းကရီးကမင်းကလည်းမင်းကြီးဟာငါတို့ကစိုးသက်နောင်ရဲ့အထက်လန်းပညာရှိတာပဲလူကြီးသိရင်လဲမျက်လှည့်ပြော့လိုက်မှာပေါ့ဒါနဲ့စကားမဆက်စိုးသက်နောင်အကြောင်းပြောရအောင်မယ်အဲ့ဒါကောင်စောက်ကျစ်နေပြက်နေတာဒီရထဲမှာမင်းကလဝန်းနဲ့ခိုးတွေ့နေတာတိတာပဲအဲ့ဒီမိန်းကလေးကပုံမှန်မဟုတ်ဘူးရွာဦးချောင်းကဦးပင်စင်တောင်တတိပေးခါတယ်စိုးတနောင်ကအေးအေးစွာခွက်ကိုကန်ရင်ထက်နိုင်ငါပညာကလူကြီးကိုလှည့်စားဖို့မဟုတ်ဘူးကွာတရားဝါတွေကိုကဲတင်ဖို့ခါပြီးတော့မင်းတို့ထင်နေတဲ့လုံကနတ်သမီးလေးပါကွာသူမအိမ်ကအဖွားတော်ကစွန်းအသက်တက်လို့သာလူတွေကကြောက်နေတာငါသူမကိုအောက်လိုင်းပညာကနေကဲထင်ကျင်တာကွာငါအချစ်စစ်အချစ်မှန်လဲပါကွာပြောရင်တောက်ချလိုက်တယ်